Teacherဒီနေ့စဝိုင်းလေးမှာရှိတဲ့ down h ရဲ့ y ရဲ့လိုရာလေးတွေကို teacher တို့ရှာကြည့်အောင်เนาะကဲအဲ့ဆိုရင် teacher နဲ့တူတူကြည့်လိုက်အောင်ဒီမှာကြည့်မယ် teacher တို့ဒီမှာဆိုလို့ရှိရင်ဘယ်ဟာကို teacher တို့အရင်ရှာမလဲဆိုတာစဉ်းစားမယ်ကဲဟုတ်ပြီအဲ့ဆိုလို့ရှိရင် teacher တို့ဒီမှာကြည့်မယ်ဒီမဲ့ဒီအဝန်းပိုင်းလေးတွေကို teacher တို့အသုံးပြုရမှာပေါ့နော်ဒီ BD အဝန်းပိုင်းလေးကိုအသုံးပြုမယ်ဒီမဲ့ဒီခု teacher အနီရောင်လေးချဲပြထားတာဒီအဝန်းပိုင်းလေးကိုအသုံးပြုမယ်ဒီမှာကိုကြည့်မယ်ဆိုလို့ရှိရင် teacher တို့ BD အဝန်းပိုင်းကိုခန်းဆောင်ထားတာ down နှစ်ခုရှိတယ်ဘယ် down ရဲ့ဘယ် down ရဲ့လဲဆိုလို့ရှိရင် down BCD ရဲ့နောက်ပြီးကြတော့ down DAB ရဲ့ဆိုတော့ teacher တို့ပြောမယ်ဆိုရင်တော့ဒီ down လေးနှစ်ခုပေါ့ down C နဲ့ down A နှစ်ခုဒီတူညီတဲ့အဝန်းပိုင်းမှာခန်းဆောင်ထားတဲ့ down အဲ့ဒါကြောင့်မလို့ teacher တို့ဒီနှစ် down ဒီတူမယ်အဲ့တော့ teacher တို့ဒီဟာလေးကို teacher တို့က theta လို့ပေးလိုက်တယ်ဒီ down လေးကိုအနီလေးနဲ့ teacher ရေးထားလိုက်မယ်အဲ့ဒါလေးကို theta လို့ပေးလိုက်မယ်အဲ့တော့ teacher တို့ဒီမှာဘာတူမလဲအဲ့တော့ theta နဲ့28နဲ့ theta ဒီ28 degree ဖြစ်မယ်ဒီမှာဘာတူရလဲဆိုတော့အဲ့တော့ teacher ရေးမယ် down A ညီမျှခြင်း down C down A နဲ့ down C နဲ့တူတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီမှာ BD အဝန်းပိုင်းခန်းဆောင်တာအဲ့တော့ဒီမှာရေးမယ် BD အဝန်းပိုင်းခန်းဆောင်တာဆိုပြီးတော့ ချဲတို့အဲ့လိုလေး BD အဝန်းပိုင်းခန်းဆောင်တာဆိုပြီးတော့အဲ့လိုလေးရေးလိုက်မယ်โอเคဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင် theta ဒီဘယ်လောက်ဒီဂရီနဲ့ညီမလဲ28ဒီဂရီနဲ့ညီမယ်အဲ့တော့ theta ညီမျှခြင်း28 degree ဆိုပြီးတော့ teacher တို့ theta ရပြီဟုတ်ပြီ teacher တို့ theta ရသွားပြီဆိုတော့ခါကြတော့ teacher တို့ theta ရဲ့32 degree ရဲ့ပေါင်းလိုက်လို့ရှိရင် teacher တို့ဒီတောင်လေးကိုရှာမယ်ဒီတောင်လေးကိုဘာလို့ရှာရလဲဆိုတော့ teacher တို့ဒီဘက်က h down ကိုရှာချင်လို့ဒီတောင်လေးကိုရှာဟုတ်ပြီအဲ့ဒါဆိုဒီတောင်လေးကို teacher ကမင်းဒီလေးနဲ့ရေးလိုက်မယ်ဂါမာလို့ရေးလိုက်မယ်เนาะဂါမာလို့ရေးလိုက်မယ်เนาะအဲ့တောင်လေးကိုဂါမာလို့ရေးလိုက်မယ်အဲ့တော့ဒီဂါမာရဲ့32 degree ရဲ့ theta ရဲ့ပေါင်းရင်းသည်180 degree နဲ့ညီတယ်တရိကန်ဤအတွင်းသားပေါင်းတယ်အဲ့တော့ရေးမယ် theta အပေါင်း gamma အပေါင်း32 degree ညီမျှခြင်း180 degree တရိကန်ဤအတွင်းတောင်ပေါင်းနော်အတွင်းတောင်ပေါင်းဆိုချေရပြီ okay ဟုတ်ပြီ theta ဒီချေလို့ရှာပြီးသားဘယ်လောက်လဲ28 theta 28 degree အပေါင်း gamma ကကိုလိုချင်တဲ့ဟာဒီဟာလေးကငကိုရှိတယ်32 degree အပေါင်း gamma ညီမျှခြင်း180ဒီနှစ်ခုပေါင်းလိုက်တော့60 degree plus gamma equal 180 degree 180 degree ဆိုပြီးတော့ရမယ်အဲ့ဒါဆိုလို့ရှိရင်တချို့တို့လိုချင်တာ gamma ကိုပဲလိုချင်တဲ့ကြတော့60ကိုဟိုဘက်ကိုသွားပြီးတော့မှ180 degree minus 120 60 degree အဲ့တော့ gamma equal 120 degree ဆိုပြီးတော့ကဲဟုတ်ပြီအဲ့တော့ teacher တို့ဒီမှာနှုတ်လိုက်တော့ဒီမှာ gamma လေးက120ဆိုပြီးတော့ရသွားပြီဆို teacher တို့ဒီပုံလေးကိုတစ်ချက်ပြန်ကြည့်မယ်ပုံလေးဒီမှာgamma က120ရသွားပြီဆိုတော့ဘာရှာမလဲ teacher တို့ h ရှာဖို့လိုတယ်เนาะအော် h နဲ့ gamma နဲ့ပေါင်းရင်းသည်180 degree အဲ့တော့ h အပေါင်း gamma equal 180 degree ဘာလဲဆိုတော့ down ဖြောင်းဟုတ်တယ်เนาะအဲ့တော့ down ဖြောင်းဒီမှာ down ဖြောင်းဆိုပြီးတော့ရေးလိုက်မယ် down ဖြောင်းအဲ့တော့ gamma တချို့က gamma ရှာပြီးသား h အပေါင်း120 degree equal to 180 degree အဲ့တော့တချို့ h ကိုလိုချင်တော့ h equal 180 degree minus 120 degree h ညီမျှခြင်း60 degree ဆိုပြီးတော့တချို့ရokay h ရသွားပြီဆိုတော့တချို့ y ရှာဖို့ကြံသေးတယ် y ကိုဘယ်လိုရှာမလဲကတချို့ဒီ3ကန်အသေးလေးကြည့်မယ်နော်ဒီ3ကန်အသေးလေးကိုကြည့်လိုက်မယ်28 degree ရဲ့ x ရဲ့ beta ရဲ့ပေါင်းရင်းသည်180နဲ့ညီတယ်အဲ့တော့ဒီမှာခြေဒီနားမှာရေးလိုက်မယ်နော်28 degree အပေါင်း h အပေါင်း beta ညီမျှခြင်း180 degree တရိကန်ဤအတွင်းတောင်ပေါင်းเนาะဆိုပြီးရေးလိုက်မယ်အဲ့တော့ဒီခြေတို့ဒီမှာ h ကလည်းရှာပြီးသား60 degree အပေါင်း28 degree အပေါင်း beta ညီမျှခြင်း180 degree နှစ်ခုပေါင်းလိုက်တော့88 degree အပေါင်း beta ညီမျှခြင်း180 degree ဆိုပြီးတော့တစ်ချက်လို့ရမယ်တစ်ချက်ဒီဘက်နားမှာရေးလိုက်မယ်နော်180 degree ရမယ်အဲ့တော့ beta ညီမျှခြင်း180 degree minus 88 degree 88 degree ဆိုပြီးတော့ရမယ်အဲ့ဒါနှုတ်လိုက်တော့တစ်ချက်တို့92 degree beta ညီမျှခြင်း92 degree ဆိုပြီးတော့ရโอเคအဲ့ဒါဆိုလို့ရှိရင်ဒီမှာကြည့်လိုက် beta နဲ့ဒီ y ဒီကျတော့ y ရှာရမယ်
နော်ဒီမဲ့ဘီတာနဲ့ y ဒီတီချာတို့ vertically opposite angle ထိတ်ဆိုင်တာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့တီချာတို့ y ညီမျှခြင်းဘီတာအဲ့တော့တီချာတို့ y ဒီလဲဘယ်လောက်လဲ y ညီမျှခြင်း92 degree ဆိုပြီးတော့ရအောင်ဒီပုံလေးတွေကိုတွက်တဲ့ခါမှာတီချာတို့ထိတ်ဆိုင်တောင်းနေတူတဲ့အကြောင်းသိရမယ်ဒရီကန်ဤတောင်းပေါင်းနောက်ဒီအဝန်းပိုင်းကိုခန်းဆောင်ထားတဲ့တောင်းတွေဟာသူတို့ရဲ့ပမာဏတွေတူညီတယ်ဆိုတာကိုသိရင်ဒီပုံလေးကတွက်လို့ရပါပြီနော်